Propanoic acid is an organic compound that is both an alkene and a carboxylic acid. Propanoic acid ဆိုတာက organic compound တစ်မျိုးဖြစ်ပြီးတော့မှသူ့ဟာဆိုလို့ရှိရင် ENE ရော acid အုပ်စုရောပါတယ်ပေါ့နော် The structure of propanoic acid ကိုဒီပုံမှာပြထားတယ် Which structure represent one repeat unit of the addition polymer formed from propanoic acid. Propanoic acid ကနေပြီးတော့မှရလာမယ် addition polymer ရဲ့ one repeat unit ကိုသူကမေးထားတယ်အဲ့တော့ addition polymer လို့ပြောလို့ရှိရင်ကာဗွန်double bond တွေက break ဖြစ်သွားပြီပေါ့နော်အဲ့ဆိုရင်ဒီမှာကြည့်မယ်ဆိုရင်ရှေ့ကကာဗွန်နှလုံးမှာသူ double bond ပါတယ်အဲဆိုရင်ဒီရှေ့ကကာဗွန်က double bond က break ဖြစ်သွားပြီးတဲ့အခါမှာရှေ့ဆုံးကာဗွန်မှာ single bond တနည်းအားဖြင့် continuous bond လေးထွက်လာမယ်နောက်ဒုတိယကာဗွန်မှာလည်း continuous bond လေးထွက်ဒီ COOH အုပ်စုကသူကတွဲရည်လေးရှိနေမယ်ပေါ့နော်ဒါကြောင့်မလို့ပုံလေးကရွှေ့မယ်ဆိုရင်ဗာရမယ်ဆိုတော့ B ပုံလေးရမယ်အလဲက double bond ဖြုတ်လိုက်တော့ single bond ရှိမယ်ပြီးတော့ရှေ့နဲ့နောက်မှာ continuous bond လေးထည့်မယ် COOH အုပ်စုကသူကတက်အုပ်စုလေးတစ်စုပါမယ်ပေါ့နော်ဒါဆိုဖြစ်ရင် B ကိုရွေးပါမယ်